ကဲအာဆင်နယ်ပြည်ပြဘာမှ channel ကိုအားပေးဝန်းရနေကြတော့ညီကောင်များအားလုံးအာဆင်နယ်ချစ်ပြည်သက်များအားလုံးနဲ့အတူတူဘောလုံးဝါသနာရှင်ညီကောင်များအားလုံးပဲမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာအာဆင်နယ် BB ရဲ့ဘာမှ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ချမ်ပီယံလိပွဲစဉ်9ဖြတ်21ရက်တလ2026နော်ကျွန်တော်တို့အင်္ဂါနေ့ညဂျာလာပလေးနဲ့sorry ဘောလုံးနဲ့မနက်2နာရီခွဲမှာကန်မဲ့ဟုတ်လားအင်တာမီလန်နဲ့အာဆင်နယ်ပွဲစဉ်တို့ရဲ့ပွဲကြိုသုံးသက်ချက်လေးကိုကျွန်တော်ပြုလုပ်လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်အင်တာမီလန်ကလက်ရှိကျွန်တော်တို့ချန်ပီယံလိမှာဆိုလို့ချင်း6ပွဲကန်ပြီးတော့ကျွန်တော်ရမတ်12မှတ်ရပြီးအဆင့်6မှာရပ်တည်နေပြီးတော့အာဆင်နယ်အသင်းက6ပွဲကန်6ပွဲလုံးနိုင်ပြီးတော့ပေးကိုတကိုးပဲရှိတာရှုံးပွဲမရှိဟုတ်လားရာကို18ဂိုးနဲ့အတူတူအဆင့်1မှာ18မှတ်အပြည့်နဲ့ရှုံးပွဲမရှိတဲ့တင်းနဲ့တော့တင်းအဖြစ်အာဆင်နယ်တင်းရက်တည်နေရလဲဖြစ်ပါတယ်အလုံးစုံနိုင်ပွဲနဲ့အတူပါဗျာနော်အဆင့်1မှာရက်တည်နေရလဲဖြစ်ပါတယ်အဲ့တော့ဒီနှစ်သင်းကသမိုင်းဒီနှစ်သင်းကအစင်လာတွေကများစွာမရှိဘူးဆိုပေမဲ့လည်းကျွန်တော်နီးနီးဆက်ဆက်ဆိုရင်မနစ်က2024-2025ရာသီနော်အင်တာမီလန်အင်ကွင်းမှာပဲအာဆင်နယ်ကတွားကန်ခဲ့ရတယ်အဲ့ဒီပွဲမှာကျွန်တော်တို့45မိနစ်အချိန်ပိုပထမပိုင်းအချိန်ပို45မိနစ်ကျော်ပြီးအချိန်ပိုရောက်မှပေးလိုက်တဲ့ပယ်နယ်တီတကိုးနဲ့ကျွန်တော်ရှုံးနေခဲ့ရလဲဖြစ်ပါတယ်ထူးထူးဆန်းဆန်းအနေနဲ့အဲ့ဒီပွဲမှာဆိုအဲ့ဒီပယ်နယ်တီကိုတကိုးသာလင်အင်တာမီလန်တင်းကအာဆင်နယ်ဘက်ကိုဂိုးပေါက်တဲ့ကန်ချက်ဖြစ်ပြီးတော့အဲ့တကိုးကပဲကျွန်တော်ရှုံးနေခဲ့တဲ့ဂိုးဖြစ်တယ်။နောက်ပွဲစဉ်တစ်ပွဲလုံးမှာဂိုးပေါက်တဲ့ကန်ချက်လုံးဝမရှိခဲ့တော့အင်တာမီလန်ဖြစ်ခဲ့ပါတယ်။ Okay အဲ့တော့လက်ရှိအချိန်မှာအာဆင်နယ်အသင်းအနေနဲ့16အသင်းအဆင့်ရှုံးထွက်သေးကြနေပြီဖြစ်တဲ့အတွက်အာဆင်နယ်နဲ့အင်တာမီလန်ပွဲမှာစိတ်ဝင်စားစရာမကောင်းတော့ဘူးလားဆိုတော့မဟုတ်ဘူးဗျ။တကယ်တမ်းဒီပွဲစိတ်ဝင်စားစရာစိတ်ဝင်စားစရာပေါင်းမြောက်များစွာနဲ့ရှိနေတဲ့ပွဲတစ်ပွဲလို့ပြောနေမှားလိုက်မယ်လို့မထင်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်ပြောမယ့်အချက်တွေရှိတယ်။နော်မနေ့ကအင်တာပွဲမှာကျွန်တော်1-0နဲ့ချုံခဲ့တဲ့အချက်တွေအပါအဝင်ဒီပွဲကအာဆင်နယ်နဲ့ချန်ပီယံလိကိုနော်ကျွန်တော်တို့တကယ်ကိုဦးစီးဦးဆောင်ပြုပြီးအာဆင်နယ်နဲ့ရှုံးပွဲမရှိဆက်သွားခြင်းသလားဆိုတဲ့ပုံစံမျိုးနဲ့တူတူကျွန်တော်ဒီပွဲကတကယ်ကိုစိတ်ဝင်စားစရာလဲကောင်းပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်အင်တာမီလန်အကြောင်းလေးကျွန်တော်သုံးသပ်အောင်ဗျာ။အင်တာမီလန်ကလက်ရှိ Serie A အီတလီ Serie A မှာကျွန်တော်တို့အဆင့်1မှာရှိနေတယ်ကျွန်တော်အီတလီစီးရီးပွဲတွေကျွန်တော်မကြည့်ဖြစ်တာတော်တော်ကြာပြီဘယ်နှစ်လောက်ရှိနေလဲကျွန်တော်မှတ်တော့မှတ်မိတော့အဲ့တော့ဒါကြောင့်မလို့ကျွန်တော်အီတမီလန်နဲ့ပတ်သက်လို့တော့ကျွန်တော်ဟာလာအီတမီလန်ကချန်ပီယံလိမှာဆိုရင်ကျွန်တော်အီတမီလန်ကိုကောင်းကောင်းသိတယ်အီတမီလန်ပွဲတော်တော်များမဟုတ်ခဲ့သည့်တိုင်အောင်ကျွန်တော်ရာနှုန်းပြည့်လောက်ရာနှုန်းတော်တော်များကျွန်တော်ကြည့်ဘူးတယ်ကြီးခဲ့တယ်အဲ့တော့အဓိကဖြစ်တာကျွန်တော်စီးရီးမှာအီတမီလန်ပွဲတွေကျွန်တော်မကြည့်ဖြစ်ဘူးမကြည့်တော့ဘူးကြည့်လဲမကြည့်ဖြစ်ဘူးကြည့်လဲမကြည့်တော့တဲ့ပုံစံပေါ့ဗျာနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအီတမီလန်ဆိုရင်ကျွန်တော်တို့ကအရင်နီးဆုံးမဟုတ်သည့်တိုင်အောင်ကျွန်တော်ချန်ပီယံလိဟဲ့လို့ပြောနေအင်တာမီလန်ဒိန်းဆိုပါတဲ့အသင်းမျိုးဒီလောက်ထိကျွန်တော်ယဉ်နေကြတယ်အဲ့တော့ဘလိုတောင်ယဉ်နေမှုဒီထက်ပိုပြီးတော့တာတဲ့ပုံစံပြောမလဲဆိုအင်တာမီလန်ဟဲ့လို့ပြောလိုက်တာနဲ့တကယ်ကိုမမချာမမထန်ထန်နဲ့အသင်းတိုင်းကိုကျွန်တော်တို့တုံ့ပြန်နိုင်တဲ့အသင်းလို့ကျွန်တော်ဆိုရမယ်ကျွန်တော်မြင်တဲ့အမြင်ဒီလိုပဲအဲ့တော့အင်တာမီလန်ကိုဘယ်လိုဖွဲ့စည်းထားတယ်လွန်ခဲ့တဲ့နှစ်5နှစ်အပိုင်းခြားတွင်းကနေယနေ့ချိန်ဒီအင်တာမီလန်ဒီကျွန်တော်အသင်းကြီးတွေရဲ့ခြေကြတယ်လို့သတ်မှတ်တဲ့ကစားသမားတွေနော်အိုပယ်တွေဒီကစားသမားတွေဖြစ်တဲ့ဒီလိုစီနီယာကစားသမားတွေကိုစုဖွဲ့ပြီးတော့နောက်ကနေပြီးတော့ကျွန်တော်တို့လူငယ်ခြေတက်လေးတွေနဲ့ပေါင်းဆက်ပြီးတော့အင်တာမီလန်ကသူတို့အသင်းကိုအမှားကျော်ဆုံးနဲ့အကျစ်လက်ဆုံးအသင်းဖြစ်အောင်တည်ဆောက်လာခဲ့တာနီးပြဘယ်နှစ်ယောက်ပြောင်းသွားအဲ့လိုတည်ဆောက်လာခဲ့တယ်လက်ရှိချိန်ထိပဲအင်တာမီလန်ကနိုင်ဖို့အင်မတန်ခက်တဲ့အသင်းအင်တာမီလန်ကိုရှင်ကစားလို့မရဘူးဘာလို့လဲဆိုတော့အင်တာမီလန်ကတကယ်ကိုမမချာချာကစားတာမြန်လည်းမမြန်ဘူးနှေးလည်းမနှေးဘူးအင်တာမီလန်ကအရန်ကိုသတိထားပြီးကစားတယ်တကယ်ကိုကွက်စိတ်ကစားတဲ့အသင်းမျိုးလို့ကျွန်တော်သုံးသပ်လို့ပါတယ်အဲ့တော့သူတို့အသင်းအနေနဲ့ချန်ပီယံလိမှာဆိုလို့ရှိရင်လည်းတကယ်ကိုကမ်းခတ်တဲ့အသင်းတစ်သင်းဖြစ်ကျွန်တော်တို့ကမှတ်တမ်းတင်ထားမဲ့ပုံစံမျိုးကိုသူတို့နောက်ပိုင်းမှာဖြစ်လာအဲ့လောက်ထိကိုအင်တာမီလန်ကတကယ်ကိုမကြောပြီးတော့ကြက်လှည့်ပြီးတကယ်ကိုကွက်စိတ်တယ်လို့ကျွန်တော်သုံးသပ်လို့ပါတယ်အဲ့တော့ဒီနှစ်မှာဆိုလို့ချင်းကျွန်တော်ချန်ပီယံလိမှာကျွန်တော်မတင်မှတ်ထားပဲနဲ့အင်တာမီလန်ကရှေ့ကျတယ်တော့မဟုတ်ဘူးဗျာပုံမှန်ရှေ့ရဲ့အောက်ကိုရောက်နေတယ်သို့သော်ညာလည်းလက်ရှိချန်ပီယံလိမှာ6ပွဲကစားပြီးရမှတ်12မှတ်နဲ့အဆင့်6မှာရှိနေတယ်ဆိုတာတော့ကျွန်တော်တို့သူ့ကိုအများကြီးတော့ဘယ်လိုပြောရမလဲကျွန်တော်တို့ blame လို့မရဘူးဘာလို့လဲဆိုတော့အဆင့်6မှာရှိနေတယ်ချန်ပီယံလိ16သင်းစင်းကအဆင့်8တွင်းဆို16သင်းစင်းကိုအော်တိုတက်မှာဟုတ်အဲ့တော့လက်ရှိချိန်ထိချန်ပီယံလိအဆင့်6မှာရှိနေတဲ့အင်တာမီလန်ကကျွန်တော်တို့ပုံမှန်ရှေ့ဆက်တော့အောက်ရောက်နေတာတော့ကျွန်တော်တို့အားလုံးသိတယ်လက်ခံတယ်စီးရီးမှာဆိုလည်းအဆင့်1မှာရှိနေတယ်ဒါပေမဲ့ပုံမှန်ရှေ့ဆက်တော့အောက်ရောက်နေတယ်အနီးပြပြောင်းလဲနေတဲ့အတူတူလို့ကျွန်တော်ခံစားရတယ်သို့တော့လက်ရှိအင်တာမီလန်ကိုနီးပြနေတဲ့ဟာလာဒီခရစ္စတီယန်ရှိဘူးကျွန်တော်ဒီဘဲကိုသိတယ်ဗျဒီဘဲကိုကျွန်တော်သိတယ်
ဘလို့သိလဲဆိုတာဒီမှာပြောတယ်လို့ပြီးမှမဟုတ်တော့ဒီဘဲကိုကျွန်တော်သိတယ်အင်တာမီလန်မှာတကယ်ကိုတွန်းတိုက်နဲ့အင်တာမီလန်ကငကိုတွေကမချကြပါဒါပေမဲ့အခုလောက်ကွက်မစိတ်ဘူးအရင်တော့ဆိုကျွန်တော်ကြည့်ခဲ့တော့ပါဗျာအခုနောက်ပိုင်းတော်တော်ကွက်စိတ်တယ်ရှေဘူးတို့လက်ထက်တော့ကျွန်တော်သိတော့ရှေဘူးကအရန်ကို aggressive ဖြစ်ကစားတတ်တဲ့ကစားနိုင်တဲ့ကစားသမားမျိုးတကယ်ကိုသူ့ရဲ့ body stretch ကစားတော့ဆိုသူ body ဘာညာအသင့်တင်ရှိတယ်ဗျာဒီဘက်ကအဲ့တော့ထားတော့ဒီဘက်အကြောင်းကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အင်တာမီလန်ရဲ့ကစားသမားဟောင်းကြီးရှေဘူးကိုယ်တိုင်ဒီကျွန်တော်တို့အင်တာမီလန်ကိုကင်လာတဲ့အခါမှာလက်ရှိအင်တာမီလန်ကစီးရီး A မှာလည်းအဆင့်တက်မှာရှိတယ်ချန်ပီယံလိမှာလည်းအဆင့်6ထိရပ်တည်နေထားနိုင်တဲ့အတွက်ကျွန်တော်အသိမှတ်တစ်ခုတော့ပြုရမယ်နီးပြကြီးပဲเนาะအဲ့တော့လက်ရှိစီးရီး A မှာအဆင့်တက်ရှိနေသလိုเนาะဒီစီးရီး A အသင်းဖြစ်တဲ့အင်တာမီလန်အသင်းကခင်ဗျဘောလုံးကစားတဲ့နေရာမှာလေတကယ်ကိုစိန်ပြေနှပြေနဲ့စိတ်ရှည်လက်ရှည်ကစားတာသူတို့လိုချင်တဲ့ form နဲ့ကိုတစ်ဖက်အသင်းကမရောက်လာအောင်ကစားတာနီးစပ်ဆုံးမနှစ်ကကျွန်တော်ပြောပြီးအနီးစပ်ဆုံးမနှစ်ကအာဆင်နယ်နဲ့အင်တာမီလန်ပွဲကိုအသိသားတယ်သူတို့လိုချင်တဲ့ result ကိုတင်းဆိုရအောင်ဖန်တီးဖို့ပထမတစ်ပိုင်းတော့အေးစင်းတော့ဝုန်းနဲ့မတိုက်ဘူးဝုန်းနဲ့မခံဘူးအေးစစ်စိတ်မြည်ပြီးတော့သူတို့လိုချင်တဲ့ result သူတို့ team quick ပုံစံပြီးပြီသူတို့တကိုးရပြီအသာလေးအငိမ့်မဲ့အဲ့ချိန်တော့လဲကြံတဲ့အချိန်အားလုံးခံစစ်စော့သွားတာမဟုတ်ဘူး balance လုပ်ပြီးစော့သွားတာဒါကျွန်တော်အာဆင်နယ်ပြည့်တက်တယ်တော်တော်ခံစားမိလိမ့်မယ်အဲ့ဒီ result နဲ့အဲ့ဒီပွဲစဉ်ကိုကျွန်တော်တော်တော်ခံစားမိလိမ့်မယ်အဲ့တော့ပထမပိုင်း45မိနစ်အချိန်ပေါ်ပေးလိုက်တဲ့တကိုးနဲ့ကျွန်တော်ရှုံးနေခဲ့တဲ့ပွဲမျိုးဗျာနော်ဒါကြောင့်အင်တာမီလန်အသင်းမှာဆိုလက်ရှိပေါက်ကွဲအားကောင်းတဲ့တိုက်စစ်ရှိတယ်ဗျာအင်မလန်မာကျော်ခတ်ထန်တဲ့ကွင်းလန်နဲ့ခံစစ်ရှိတယ်ဗျာနော်ဂိုးသမားကလည်းပြောမဲ့တာပြောတာရိုင်းဆိုးတယ်တော့မပါဘူးဗျာနော်အဲ့တော့အင်တာကစားသမားဟောင်းကြီးဖြစ်တဲ့ကျွန်တော်ခရစ္စတန်ရှေဘူးကြီးနဲ့အတူအသင်းကိုဒီအသင်းကိုနီးပြခွင့်ရတဲ့ဒီတော့ကျွန်တော်အင်တာမီလန်ကစားသမားဟောင်းကြီးနေနဲ့သူ့အသင်းကိုဒီကစားသမားတွေနဲ့အတူတူเนาะစီးရီးရဲ့လက်ရှိအဆင့်တက်မှာဥဆောင်ထားနိုင်သလိုရှမ်ပီယံလိမှာလည်းနောက်တစ်ဆင့်16သင်းရှုံးထွက်ကိုနောက်ထပ်ပွဲတွေကန်စရာမလိုမဲ့တက်ဖို့အတွက်အာဆင်နယ်ပွဲကိုလည်းရာနှုံးပြည့်ဂရုစိုက်ကစားလာပြီးတော့ဒီပွဲကိုသူတို့ဒီအနိုင်အတွက်သာဥတီပြင်ဆင်ပြီးတော့အနိုင်အတွက်သာပြင်ဆင်ပြီးဥတက်ကစားလာလိမ့်မယ်လို့ပြောကြရင်အင်တာမီလန်အကြောင်းလေးကျွန်တော်ဒီမှာနေရက်ချင်ပါတယ်ခင်ဗျာโอเคအဲ့တော့တစ်ဖက်အာဆင်နယ်အသင်းဘက်ကိုကျွန်တော်သွားအောင်ဗျာကျွန်တော်တို့ရဲ့အာဆင်နယ်ကျွန်တော်တို့ရဲ့ချစ်လာစွာတော့မမုန်းရနိုင်တော့မမေ့ရနိုင်တော့အပြစ်မပြောရတော့တော့အာဆင်နယ်အသင်းအကြောင်းလေးကိုကျွန်တော်သုံးသပ်လိုပါတယ်အဲ့တော့လက်ရှိအာဆင်နယ်ကပရီးမီးယားလိမှာအဆင့်1ချန်ပီယံလိမှာအဆင့်1เนาะကျွန်တော်တို့ FA မှာကျွန်တော် round 4ရောက်ပြီเนาะကျွန်တော်ကရာဘောမှာsemi final ပထမကြော့မှာ Chelsea ကိုနိုင်နိုင်ဒုတိယကြော့ကန်ရမယ်အဲ့တော့လက်ရှိအရာမှာဘယ်လိုပြောရမလဲအရာအကောင်းတိုင်းရှိနေတဲ့အသင်းပေါ့ဗျာအရာမှာအကောင်းတိုင်းရှိနေတယ်ဒီလိုအသင်းကိုကျွန်တော်တို့အပြစ်ပြောရခက်ပါတယ်ပြောရင်လည်းကျွန်တော်တို့တွေမပြောသင့်တော့ဘူးထင်တော့ကျွန်တော်တို့အပြစ်ပြောရခက်ပါတယ်ဆိုတဲ့အသုံးတော့ကျွန်တော်သုံးပါမယ်အဲ့တော့နောက်ဆုံးဗျာကျွန်တော်တို့အဝေးကွင်းဆက်ပွဲဆက်ရှုံးပွဲလုံးဝမရှိသေးတဲ့အာဆင်နယ်အသင်းဒီနောက်ပိုင်းပွဲစဉ်တွေမှာရလက်တွေကကျွန်တော်တို့ဘယ်လိုပြောရမလဲမနိုင်ရင်တော့မှဗျာအာဆင်နယ်အာဒီတိုင်းတူအာဆင်နယ်ကစားသမားတွေကရလက်ရမနိုင်ခဲ့သည့်တိုင်အောင်ဘာလို့ကြတယ်လဲဆိုတော့ဒီပွဲကိုငါတို့အနည်းဆုံးမနိုင်တော့ဆိုရင်သေတော့ရအောင်ကန်တယ်အဲ့တော့တစ်ပတ်2ပွဲသို့မဟုတ်3ရက်တစ်ပွဲ2ရက်တစ်ပွဲလောက်ကစားနေရတဲ့အတွက်အတော်ကိုအကျက်တဲအခက်ခဲပေါင်းများစွာကြားထဲမှာတည်ငြိမ်အောင်အာဒီတိုင်းတူကစားသမားတွေဟာလားတည်ငြိမ်မှုတစ်ခုကိုတော့ရအောင်ထိန်းထားနိုင်တယ်လို့ကျွန်တော်ကတော့သုံးသပ်လိုပါတယ်ခင်ဗျာအဲ့တော့လက်ရှိအချိန်အထိတော့အကောင်းဆုံးလက်ရှိအချိန်အထိကျွန်တော်ပြောနော်လက်ရှိအချိန်အထိတော့အကောင်းဆုံးရပ်တည်မှုတွေရှိနေတာလဲဒါအာဒီတာရဲ့အာဆင်နယ်အသင်းပဲဖြစ်ပါတယ်အာဒီတာအနေနဲ့ကျွန်တော်တို့ကစားသမားတွေအပေါ်အတော်နားလည်မှုပေးသလိုမလိုလားအပ်ပဲနဲ့မစွန့်စားတော့တာကိုကျွန်တော်နောက်ပိုင်းပွဲစဉ်မှာတကယ်တွေ့ခဲ့ရတာမလိုလားရင်လုံးဝမစွန့်စားတော့ဘယ်လောက်တော့မစွန့်စားသလဲဆိုရင်ဒီပွဲကငါတို့အေးစစ်ကံမဲ့ဟဲ့အောင်နေပေးကိုမပေးရဖို့အရေးကြီးတယ်နော်ဟဲ့အောင်နေပေးကိုမပေးရဖို့အရေးကြီးတယ်ဒါမျိုးပုံစံလောက်ထိကျွန်တော်မြင်ခဲ့ရတယ်ရှင်းတယ်လေဗျာပေးကိုမပေးရမှတော့မရှုံးတော့ဘူးအနည်းဆုံးသေရမယ်ဒါမျိုးပုံစံနဲ့သွားတယ်ဘာလို့လဲဆိုတော့အရင်အာဒီတာအနေနဲ့အရင်နှစ်တည်းကပုံစံတွေကိုသူဒါသင်ခန်းစာယူခဲ့တယ်လို့ပဲကျွန်တော်အကြမ်းမြင်သုံးသပ်လိုပါတယ်โอเคအဲ့တော့ဒီနေ့ပွဲစဉ်အတွက်ကျွန်တော် Arsenal line up အကြမ်းမြင်လေးကျွန်တော်သုံးသပ်ကြည့်အောင်ဗျာကိုသမားနေက David Raya ညာချမ်းမှာ Ban White ကျွန်တော်ကွင်းလယ်မှာဘိုးခက်စစ်နေတဲ့ Saliba Gabriel နဲ့အတူတူဘယ်ချမ်းမှာ Julian Timber ပဲထွက်လာဖို့ရှိပါလိမ့်မယ်เนาะအဲ့တော့ကွင်းလယ်မှာ Zumani Rice Odegaard နဲ့အတူတူတိုက်စစ်မှာSaga Yogurt Trossard တို့ပဲထွက်လာလိမ့်မယ်လို့ကျွန်တော်ကတော့ဒီလိုပဲကျွန်တော်ခံမှန်း line up နေဒီလိုပဲပြောချင်ပါတယ်အဲ့တော့ဒီပွဲစဉ်ကတော့တေးကြတယ်မနှစ်ကလို့မဖြစ်ဖို့တော့လိုအပ်တယ်
တကယ်ကိုလိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်မနစ်ကဆိုရင်ဗျာအဖြစ်မရှိတဲ့ပုတ်စာကြီးတွက်နေရဆိုတော့တွက်နာအဖြစ်လုံးဝမရှိဘူးဒါမျိုးမဖြစ်ဖို့တော့လိုတယ်လို့ကျွန်တော်သုံးသပ်လို့ပါအာဒီတိုင်းတူကစားသမားတွေလည်းဒီအတွက်ကိုကြိုတင်ပြင်ဆင်လာလိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့16အသင်းအစ်စ်ကိုလုံးဝတက်သွားပြီတေးကြတဲ့အာဆင်နယ်ကသို့တော်ညာလည်းပဲကျွန်တော်တို့ဒီပွဲကအာယုံစူးဆိုင်မှုအပြည့်နဲ့ကစားလာဖို့ရှိသလိုအာဒီတိုင်းတူကစားသမားတွေဒီပွဲကိုအာယုံစူးဆိုင်မှုအပြည့်ထားဖို့လိုတယ်ဆိုတာသူတို့သိကြမှာဘာလို့လဲဆိုတော့ကျွန်တော်တို့16သင်းစစ်တက်သွားပြီဆိုရင်ကျွန်တော်တို့အသင်းတွေ့ဆုံမှုပိုင်းမှာအသာစီးရဖို့အတွက်ကျွန်တော်တို့အပေါ်ဆုံးစစ်နေမှာရှိနေဖို့လိုတယ်အနည်းဆုံး1 to 3မှာရှိနေဖို့လိုတယ်ဆိုတော့အာဒီတိုင်းတူကစားသမားတွေလည်းသိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့သိတယ်ဒီကောင်တွေလည်းမသိပဲတော့မနေဘူးအဲ့တော့ဒီပွဲတော်ကျွန်တော်အနေနဲ့ဒီ pressure ကင်းနဲ့ဟလာယုံကြည်မှုအပြည့်နဲ့အေးစေးတည်ငြိမ်စွာထိမ့်သိမ့်ပြီးကစားနိုင်ပါလိမ့်မယ်လို့ပြောကြရင်အာဆင်နယ်အသင်းကြောင်းလေးကိုကျွန်တော်ဒီမှာနေရနာကြပါတယ်โอเคအဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်ချန်ပီယံပွဲစဉ်9ဖြစ်ကန်ကြမယ်အင်တာမီလန်နဲ့အာဆင်နယ်အသင်းတို့ပွဲစဉ်ရဲ့နောက်ဆုံးပွဲပြီးရလက်လေးကိုကျွန်တော်တူးတယောက်အမြင်လေးကိုကျွန်တော်ခံမှန်းလို့ပါတယ်ကျွန်တော်ကတော့ဒီပွဲကိုဇီးဇီးသို့မဟုတ်1-1လောက်နဲ့ပဲအင်တာမီလန်နဲ့အာဆင်နယ်ကတရေပွဲစဉ်တစ်ပွဲအဖြစ်ကန်သွားရင်းနဲ့ပြီးသွားလိမ့်မယ်လို့ကျွန်တော်ကတော့သုံးသပ်လိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အာဆင်နယ်အနေနဲ့လည်းကျွန်တော်ပြောခဲ့သလိုအာဒီတာအနေနဲ့အရင်စွန့်စားမဲ့လို့တော့လုံးမှာမဟုတ်သလိုအင်တာမီလန်လည်းဘယ်တော့မှမစွန့်စားခဲ့ဘူး။အေးစစ်စစ်တည်တည်ငြိမ်ကန်တဲ့အသင်းဖြစ်တော့ဒီပွဲကတရေပွဲကိုဥတီဖို့များတယ်လို့ကျွန်တော်တော့ခံမှန်းသုံးသပ်ရင်းနဲ့ကျွန်တော်ဗီဒီယိုဒီမှာနဲ့သုံးသပ်ချင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ channel လေးကိုဝင်ရပေးကြဆိုညုံလောင်းအာဆင်နယ်ချစ်ပြည့်တယ်များလုံးပဲကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးပဲကျေးဇူးပါ